ဒီကတော့ပြန်ကြသွားတယ်ငါးဖမ်းကြီးရောအပြည့်ကျေတော့ပေါ့ပြီရှစ်ငါးဖမ်းဆက်ပြီးရဒီပြန်ကြသွားတယ်ဒါစပထာနာဖို့စပထာကျော်နာတို့မှညပိုင်းကိုရှင်းလင်းနေရတာရှင်းလင်းဆိုမှတကယ်ကိုရှင်းလင်းအဲ့ဒါမသိပွဲစည်းတိုင်းကြာတာပဲတို့ကငါးမြားနေတယ်ဟိုငါးဖမ်းတဲ့စက်တွေမီးတန်းတွေပေါ့မီးထိုးပြီးတော့မြားတဲ့ဟာတွေကဲအခုဒီမှာရေတော်တော်ကြာတော့ဒီနားနေတော့ရှောက်ဒါရှိတက်ထားတဲ့အရှိတွေအခုကိုယ့်ရဲ့ campsite ကိုသွားနေပြီစညတာတော့ပေါ့ဒီကဒီစီရောက်တာအော်ဝါကောမြင်နေကြကနန်းဟောညိတယ်နန်းနီပြေးညိသွားတယ်ဒီကတော့လိုက်လို့ဆိုကဲဆက်သွားမယ်ဒီမှာဘောပြက်ဘောပေပြီးတော့ရောက်ပြီဒီမှာရိုးရှင်းလေးပဲတဲလေးဒါလေးပဲရိုးလေးပဲရှင်းလင်းဒီမှာတွေ့ရဖို့ဒါတီပဲဒီဘူးပါတယ်ညပါပြီโอเคပလင်းလေးပြလိုက်တော့မီးဖုံအမရှင်အကုန်လုံးကရေတွေဆိုတဲတွေကပ်ပြီးတော့မိုးကလည်းရှယ်ရွာထားတယ်ဇလန်းတယ်လို့အဲ့တော့ကြံဖန်ပြီးတော့ပဲကိုနီးကိုဟန်လဲရှာဖွေရတော့တာတကယ်ကြောင့်နေလိုက်ချိုးရတယ်အောက်ကျနေတဲ့ဟာတွေဆိုရင်ရေတွေဆိုနေလို့အပေါ်မှာရေနဲ့ဆိုတာအတွင်း6နေသေးတယ်အောက်ကဟာအတွင်းမှာဆိုနေတော့အပေါ်6တဲ့ဟာနဲ့ချိုးရတယ်အဲ့မှာလုံးဒါလိုလေးရရှိပြီနာမဒီလိုလေးလာပဘန္နာပင်ရိပ်ပါကန်းကြီးမှာဘန္နာပင်ရိပ်ကိုလာပို့ဒါဟိုမီးမွှေးလိုက်အောင်